ကျမတို့မစတင်ခင်မှာတကယ်လို့သင်ဟာသင်ဘဝကိုအသွင်ပြောင်းဖို့အသင့်ဖြစ်နေပြီဆိုရင် subscribe ခလုတ်ကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်ကျမအခုတစ်ခုပြောပြမယ်သင်အခုရှိနေတဲ့နေရာနဲ့သင်ရောက်ချင်နေတဲ့နေရာကြားကကွာခြားချက်ဟာ mindset တွေးခေါ်ပုံပဲဖြစ်ပါတယ်ဒါဟာသင်ကဘာကြီးကိုမြင်တဲ့ပုံစံသင်စိန်ခေါ်မှုတွေကိုရင်ဆိုင်တဲ့ပုံစံအခက်အခဲတွေကြုံလာတဲ့အခါသင်တွေးခေါ်တဲ့ပုံစံတွေပါပဲဒါဟာထိတ်ဆုံးကိုရောက်နေတဲ့100%သောသူတွေကိုကျန်တဲ့99%သောသူတွေနဲ့ကွဲပြားသွားစေတဲ့အရာပါဒါဟာဘန်ထဲမှာရှိနေတဲ့ပတ်စံတွေကြောင့်မဟုတ်ပါဘူးသူတို့မှာရှိတဲ့အဆက်အသွယ်တွေကြောင့်လည်းမဟုတ်ပါဘူးဒါဟာသူတို့နေ့စဉ်ပြုလုပ်နေတဲ့ရွေးချယ်မှုတွေကြောင့်ပဲဖြစ်ပါတယ်ကျမတခုပြောမယ်ဘေဂိတ်လိုအီလွန်မတ်စ်လိုသင်အားကြရတဲ့သူတွေလိုပဲကျမတို့အားလုံးမှာလည်းတနေ့ကို24နာရီစီပဲရကြပါတယ်သင်ရဲ့24နာရီနဲ့သင်ဘာတွေလုပ်နေလဲထိတ်ဆုံးကိုရောက်နေတဲ့100%သောသူတွေဟာသူတို့ရဲ့အချိန်ကိုအလဟတာမဖြုံးတီးကြပါဘူးအာယုံစိုက်မှုကိုပြပြစေတဲ့အရာတွေကိုသူတို့ရဲ့ပန်းတိုင်တွေစီကနေဆွဲထုတ်ခွင့်မပေးပါဘူးသူတို့ဟာဆိုရှယ်မီဒီယာပေါ်မှာနိုင်ရီပေါင်းများစွာအချိန်ဖြုံးမနေပါဘူးအတိတ်တွေမရှိတဲ့အတင်းပြင်းတွေထဲမှာလည်းမျောပါမနေကြပါဘူးသူတို့ဘာလို့ချင်လဲဆိုတာသူတို့သိကြတယ်ပြီးတော့နေ့စဉ်နေ့တိုင်းစူးစမ်းအထောက်ပြနေကြတယ်လူအများစုကအောင်မြင်မှုဆိုတာပါရမီတာမမဟုတ်တရားကြောင့်လို့ထင်တတ်ကြပါတယ်ထိတ်ဆုံးကိုရောက်နေတဲ့သူတွေကိုတခြားသူတွေမှာမရှိတဲ့ထူးခြားတဲ့အရာတစ်ခုခုနဲ့မွေးဖွားလာတယ်လို့ကျမတို့ထင်တတ်ကြတယ်ဒါပေမဲ့ကျမအမှန်တရားကိုပြောပြပါမယ်ဒါဟာအတော်ဆုံးသောလူဖြစ်နေဖို့လည်းမဟုတ်ပါဘူးပါရမီအရှိဆုံးသောလူဖြစ်နေဖို့လည်းမဟုတ်ပါဘူးဒါဟာဇွဲလုံးလာနဲ့ဝိရိယရှိဖို့ပါပဲထိတ်ဆုံးကိုရောက်နေတဲ့100%သောသူတွေရဲ့တွေးခေါ်ပုံဆိုတာသင်စိတ်မပါတဲ့အချိန်မှာတော့သူတို့ကဆက်လုပ်နေရပါပဲဘယ်သူမှကြည့်နေတဲ့အချိန်ဘယ်သူမှလက်ခုပ်မတီးသေးတဲ့အချိန်ဘယ်သူမှသင်ကိုမယုံကြည်တော့တဲ့အချိန်မှာတော့အလုပ်ကိုဆက်လုပ်နေတာပါပဲအချိန်တွေအဆင်ပြေနေချိန်ဘဝကဖွင့်ပွင့်နေချိန်မှာပူးစားရတာတော့ပါဒါပေမဲ့အသားစီးတွေပေါ်လာတဲ့အခါဆိုးရုံမှုတွေကြုံလာတဲ့အခါအရာအလုံးကတင့်ကိုစန့်ကျင်နေတယ်လို့ခံစားရတဲ့အခါတင်ဆက်လုပ်နိုင်ပါမလားဒါပေမဲ့ထိတ်ဆုံးကိုရောက်နေတဲ့100%သောသူတွေကရိုးရှင်းတဲ့အမှန်တရားတစ်ခုကိုနားလည်ထားကြပါတယ်တိုးတက်မှုဟာတက်တောင့်တက်တာဆုံး comfort zone ရဲ့အပြင်ဘက်မှာပဲရှိရဆိုတာပါပဲတင်တခါမှမရဖူးတဲ့အရာတစ်ခုကိုလုပ်ချင်ရင်တင်တခါမှမလုပ်ဖူးတဲ့အရာတစ်ခုကိုလုပ်ဖို့စံတရှိရမယ်ဆိုတာသူတို့နားလည်ထားကြတယ်လူအများစုကဆုလက်ကိုလုပ်ချင်တယ်ဒါပေမဲ့ရုန်းကန်အားထုတ်ရမှာကိုတော့မလုပ်ချင်ကြအောင်သူတို့အောင်မြင်မှုကိုလုပ်ချင်တယ်ဒါပေမဲ့ဆုလွတ်အနစ်နာခံရမှာကိုမလုပ်ချင်ဘူးမလုပ်ချင်ကြပါဘူးဒါပေမဲ့ထိတ်ဆုံးကိုရောက်နေတဲ့သူတွေကတော့ရုန်းကန်ရခြင်းကိုပွေ့ဖက်ထားတယ်ဒီနေ့သူတို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေဟာမနှက်ပြန်သူတို့လိုအပ်မဲ့ခွန်အားတွေအတွက်လေ့ကျင့်ရေးကွင်းမှန်သူတို့သိရသူတို့ဟာသူတို့ကိုသူတို့အတွက်သူတို့ရဲ့ပညာရေးအတွက်ကျန်းမာရေးအတွက်တွေးခေါ်ပုံအတွက်ယဉ်ကျေးမြုပ်နှံဖို့စံတရှိကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒီယဉ်ကျေးမြုပ်နှံမှုရဲ့ပြန်ရတဲ့အကျိုးမြတ်ဟာလူအများစုရဲ့အိမ်မက်ထဲမှာပဲရှိတဲ့ဘဝတစ်ခုကိုပြန်ရမယ်မှန်သူတို့သိထားကြလို့ပါပဲ။ထိတ်ဆုံးကိုရောက်နေတဲ့100%သောသူတွေရဲ့တွေးခေါ်ပုံဆိုတာငွေကြေးအောင်မြင်မှုတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး။ဒါဟာတင်ဘဝရဲ့ကဏ္ဍတိုင်းမှာတင့်ရဲ့အကောင်းဆုံး version ဖြစ်လာဖို့ပါပဲအကောင်းဆုံးသောမိဘအကောင်းဆုံးသောလက်သွဲဖော်အကောင်းဆုံးသောခေါင်းဆောင်ဖြစ်လာဖို့ပါပဲဒါဟာတင့်တန်ဖိုးတွေနဲ့အညီအမှန်တကယ်ရှင်သန်တဲ့ဘဝတခြားသူတွေကိုလှုံ့ဆော်မှုပေးနိုင်တဲ့ဘဝအမွေအနှစ်တစ်ခုကိုချမ်းသာနိုင်တဲ့ဘဝမျိုးနဲ့ရှင်သန်ခြင်းပါပဲထိတ်ဆုံးကိုရောက်နေတဲ့သူတွေဟာတာမန်အဆင့်တန်းနဲ့မကျေနပ်ကြပါဘူးတော်လောက်ပါပြီနဲ့မရက်တန့်ကြအောင်သူတို့ဟာအတိမပြုခံခြင်းလို့မဟုတ်ပဲသူတို့ကိုသူတို့တိထက်ပိုပြီးလုံနိုင်စွမ်းရှိမှန်းသိလို့သူတို့ရဲ့စွမ်းရည်တွေကိုအလဟတာမဖြစ်စေခြင်းလို့ထူးချွန်ပြောင်မြောက်ဖို့ကြိုးစားကြပါတယ်ဒါကိုသင်နားလည်ထားရပါမယ်မော်ဆာနဲ့နီလန်းဆိုတာမရှိပါဘူးထိတ်ဆုံးကိုရောက်နေတဲ့100%သောသူတွေပဲသိတဲ့အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဆိုတာလည်းမရှိပါဘူးအမှန်တကယ်တော့ဒါဟာရိုးရှင်းတယ်ဒါပေမဲ့မလွယ်ကူဘူးဒါဟာစီကန်းရှိစွာလှုပ်ဆောင်ခြင်းပဲဒါဟာကြန့်ခိုင်မှုရှိခြင်းပါပဲဒ
ဒါဟာတင်လဲကြတာထက်တစ်ချိန်ပိုပြီးပြန်ထနိုင်ခြင်းပဲဒါဟာတင်မနဲ့ပြန်မှာဆုလက်တွေခန်းစားနိုင်ဖို့ဒီနေ့မှစွန့်လွတ်အနစ်နာခံခြင်းပါပဲအခက်အခဲတွေကြုံလာတဲ့အခါလူအများစုကလက်လျှော့လိုက်တတ်ကြတယ်ခုခံမှုတွေနဲ့တွေ့တဲ့အခါလူအများစုကကျေနပ်လိုက်ကြတယ်ဒါပေမဲ့ထိတ်ဆုံးကိုရောက်နေတဲ့100ခိုင်နှုန်းသောသူတွေကတော့တွန်းထုတ်လိုက်ပြီးရှေ့ဆက်ကြတယ်သူတို့ဆက်သွားကြတယ်သူတို့နီးလန်းတွေရှာကြတယ်ကျမဇက်လန်းတစ်ပုတ်ပြောပြမယ်ဝါပင်တပင်ကိုစိတ်ကူးရင်ကြည့်ပါဝါပင်တပင်ကိုတင်စိုက်တဲ့အခါနေ့တိုင်းနှစ်ပေါင်းများစွာရေလောင်ပြုစုရတယ်တင်ပါမှမြင်ရမှာမဟုတ်ပါဘူးကြီးထွားမှုမရှိဘူးဘာမှဖြစ်မလာသလိုပါပဲတင်ရေဆက်လောင်းနဲ့ဆက်ပြုစုတယ်ဘာမှမထူးခြားသေးဘူးဒါပေမဲ့တင်ဆက်လုံနေတယ်ပြီးတော့ဒီနေ့မှာအဲ့ဒီဝါပင်ဟာရုတ်တရက်ထိုးထွက်လာတယ်တခါတလေသတင်းပတ်အနှဲငယ်အတွင်းမှာပေ90လောက်ထိကြီးထွားလာတယ်အဲ့ဒီတခြားလုံးဝါပင်ဟာဘာလို့နေခဲ့ရလဲသူဟာအမြင့်တွေဖြာထွက်နေခဲ့တာပါအခြေခံအုတ်မြစ်ကိုတိဆောက်နေခဲ့တာပါပေါက်ကွဲထွက်မဲ့အခိုက်အတန့်အတွက်ပြင်ဆင်နေခဲ့တာပါထိတ်ဆုံးကိုရောက်နေတဲ့သူတွေရဲ့တွေးခေါ်ပုံကလည်းဒီတိုင်းပါပဲသူတို့ကစူးစမ်းအားထုတ်ကြတယ်ရလက်တွေချက်ချင်းမမြင်ရရင်တောင်မှဆက်လုပ်နေကြတယ်ဘာလို့လဲဆိုတော့နောက်ဆုံးမှာထိုးပေါက်အောင်မြင်လာမယ်ဆိုတာကိုသူတို့သိနေလို့ပါပဲတခြားသူတွေကအသားစီးလို့မြင်တဲ့နေရာမှာအခွင့်လန်းလို့မြင်တတ်အောင်တင်းစိတ်ကိုတင်လေ့ကျင့်ရပါမယ်ဘယ်သူမှတင့်ကိုမယုံကြည်တဲ့အခါတင့်ကိုတင်ယုံကြည်ရပါမယ်တင်တိုးတက်မှုမရှိသလိုခံစားရတဲ့အချိန်မှာတောင်နေ့စဉ်နေ့တိုင်းစူးစမ်းအားထုတ်ဖို့ဆန္ဒရှိရပါမယ်ဘာလို့လဲဆိုတော့အမှန်တရားကတင်လှမ်းလိုက်တဲ့ခြေလမ်းငယ်တိုင်းတင်ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ငယ်တိုင်းဟာတင့်ကိုပန်းတိုင်နဲ့ပိုပြီးနီးကပ်သွားစီလို့ပါပဲဒါဟာကြီးမားတဲ့ခုံပြန်ကျော်လွှမ်းမှုတွေအကြောင်းမဟုတ်ပါဘူးဒါဟာအချိန်ကြာလာတာနဲ့အမျှစုပေါင်းပြီးအကျိုးသက်ရောက်မှုဖြစ်သွားစေတဲ့သိငယ်ပြီးတသမတ်တဲ့လှုပ်ဆောင်ချက်တွေအကြောင်းပါထူးချွန်ပြောင်းလဲမှုဆိုတာတင်တစ်ခါတလေလုပ်တဲ့အရာမဟုတ်ပါဘူးဒါဟာတင်နေ့တိုင်းလုပ်တဲ့အရာပါပဲဒါဟာအလေးအကျင့် habit တွေပါပဲဒါဟာလုပ်ရိုးလုပ်စဉ် routine တွေပါပဲဒါဟာထူးကဲတဲ့အရာတွေအဖြစ်စုပေါင်းသွားစီမဲ့သိငယ်တဲ့အရာလေးတွေပဲဆိုတာကိုထိတ်ဆုံးကိုရောက်နေတဲ့သူတွေကသိကြတယ်မိတ်ဆွေစဉ်းစားကြည့်ပါအောင်မြင်မှုဆိုတာတစ်ခုတည်းတော့ဖြစ်ရ event မဟုတ်ပါဘူးဒါဟာဖြစ်စဉ် process တစ်ခုပါဒါဟာကြီးကျယ်တဲ့အခိုက်အတန့်တစ်ခုတည်းကြောင့်မဟုတ်ပါဘူးဒါဟာအဲ့ဒီကိုဥတည်သွားစေခဲ့တဲ့သိငယ်တဲ့အခိုက်အတန့်တွေအားလုံးကြောင့်ပါဒါဟာနေ့တိုင်းစိတ်မပါရင်တောင်ခက်ခဲနေရင်တောင်လက်လျှော့ချင်နေရင်တောင်တင်ဆက်လုပ်နေခြင်းပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒါဟာထိတ်ဆုံးကိုရောက်နေတဲ့100ခိုင်နှုန်းသောသူတွေကိုကြံတဲ့သူတွေနဲ့မတူကွဲပြားသွားစေတဲ့အရာဖြစ်လို့ပါပဲမိတ်ဆွေတို့ရွေးချယ်မှုတစ်ခုလုပ်ရပါမယ်သင်ဟာ69%ခိုင်နှုန်းသောသူတွေအဖြစ်ပဲနေမလားဒါမှမဟုတ်ထိတ်ဆုံးကိုရောက်နေတဲ့100ခိုင်နှုန်းသောသူတွေလိုဖြစ်လာအောင်ခြေလမ်းစလှမ်းလားစင်ချေတွေကတင့်ကိုနောက်ပြန်ဆွဲထားတာတွေကိုခွင့်ပြုအောင်မလားဒါမှမဟုတ်တင့်ဘဝအတွက်တာဝန်ယူပြီးတင်လှုပ်ချင်တာကိုရအောင်လိုက်ယူမှာလားထိတ်ဆုံးကိုရောက်နေတဲ့သူတွေရဲ့တွေးခေါ်ပုံဆိုတာပိုင်ရှင်စိတ် ownership ရှိခြင်းပါပဲတင့်ကိုဘယ်သူမှလာခဲ့တယ်မှာမဟုတ်ပါဘူးဘယ်သူမှတင့်အတွက်အလုပ်လာလုပ်ပေးမှာမဟုတ်ဘူးဆိုတာကိုနားလည်ထားရပါမယ်တင်သာလျင်တင့်အောင်မြင်မှုအတွက်တင့်မှာတောင်းရှိတယ်ဆိုတာကိုသိထားရပါမယ်တင့်ကိုယ်ပိုင်ပျော်ရွှင်မှုအတွက်တင့်မှာတောင်းရှိတယ်ပြီးတော့ဒါကိုဖြစ်မြောက်အောင်လုပ်ဖို့လိုအပ်တဲ့အရာအလုံးတင့်စီမှာရှိနေပြီးသားပါလူအများစုဟာအကောင်းဆုံးဆိုတဲ့အခိုက်အတန့်ကိုဆောင်ရင်ဘဝကိုဖျက်ဆီးတတ်ကြတယ်အချိန်ခါကောင်းအခွင့်အလမ်းကောင်းအရာအလုံးကိုပိုကောင်းအောင်လုပ်ပေးမဲ့ကူညီပေးမဲ့သူရောက်လာမှာကိုသူတို့စောင့်နေကြတယ်ဒါပေမဲ့အမှန်တရားကတော့အကောင်းဆုံးဆိုတဲ့အခိုက်အတန့်ဆိုတာမရှိပါဘူးအချိန်ခါကောင်းဆိုတာမရှိပါဘူးအခုကစတင်လှုပ်ဆောင်ဖို့အကောင်းဆုံးသောအချိန်ကောင်းတစ်ခုပါပဲမိတ်ဆွေထိတ်ဆုံးကိုရောက်နေတဲ့100ခိုင်နှုန်းသောသူတွေကဒါကိုနားလည်ထားကြပါတယ်သူတို့ကကောင်းမွန်တဲ့ဘဝသူတို့စီကိုရောက်လာဖို့မဆောင်ကြပါဘူးသူတို့ကကောင်းမွန်တဲ့ဘဝတစ်ခုဖြစ်လာအောင်ဖန်တီးယူကြပါတယ်သူတို့ကစူးစမ်းလှုပ်ဆောင်တယ်သူတို့ကအခွင့်အလမ်းတွေဖန်တီးကြတယ်ဆုံးဖြတ်ချက်တွေချတယ်ပြီးတော့အောင်မြင်လာအောင်စူးစမ်းလှုပ်ဆောင်ကြတယ်သူတို့ရဲ့ပန်းတိုင်တွေစီရောက်ဖို့တစ်ခုတည်းတော့နီလန်ကဘာပဲဖြစ်ဖြစ်လှုပ်ဆောင်ဖို့ဆက်ရွေ့လျားနေဖို့ဆက်စူးစမ်းနေဖို့ပဲဆိုတာကိုသူတို့နားလည်ထားကြတယ်ဒါကြောင့်ကျမဒီနေ့မိတ်ဆွေတို့ကိုစိန်ခေါ်လိုက်မယ်
အကောင်းဆုံးဆိုတဲ့အချိန်အခိုက်အတန့်ရောက်လာဖို့ကိုစောင့်မနေပါနဲ့တော့အခွင့်ကောင်းကိုစောင့်မနေနဲ့တစုံတစ်ယောက်ကတင့်ကိုခွင့်ပြုချက်ပေးမှာကိုတင့်ကိုယုံကြည်ပေးမှာကိုစောင့်မနေပါနဲ့ထိတ်ဆုံးကိုရောက်နေတဲ့သူတွေကအခွင့်အလမ်းကောင်းကိုမစောင့်ကြပါဘူးသူတို့ကဖန်တီးယူကြတယ်သူတို့ကလှုပ်ဆောင်ကြတယ်ကိုလောင်ကြီးထက်ကြတယ်စွန့်စားကြတယ်စွန့်လွတ်အနစ်နာခံကြတယ်ပြီးတော့ဘာပဲဖြစ်ဖြစ်ရှေ့ဆက်လှုပ်ဆောင်ကြတယ်ဘာလို့လဲဆိုတော့နေ့တစ်နေ့ရဲ့အဆုံးမှာအရေးကြီးဆုံးအရာကသူတို့အစွမ်းကုန်စူးစမ်းခဲ့လားမစူးစမ်းခဲ့ဘူးလားဆိုတာကိုသူတို့သိလို့ပါပဲနောက်ထပ်သင်တီးထားရမယ့်အရာတစ်ခုရှိပါသေးရဲ့ရှုံးနေမှုဆိုတာဒီခရီးရဲ့အစိတ်ပိုင်းတစ်ခုပါပဲထိတ်ဆုံးကိုရောက်နေတဲ့သူတွေဟာတခြားဘသူတက်မဆိုပိုပြီးရှုံးနေခဲ့ဖူးပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာတခြားဘသူတက်မဆိုပိုပြီးစူးစမ်းကြလို့ပါပဲသူတို့ကရှုံးနေမှုကိုအဆုံးသတ်လို့မမြင်ဘူးဒါကိုသင်ခန်းစာတစ်ခုအနေနဲ့ရှုမြင်ကြပြီးကြီးထွားဖို့အခွင့်အလမ်းတစ်ခုအနေနဲ့အောင်မြင်မှုစီကိုတွားတဲ့လမ်းပေါ်ကလေကတစ်တစ်ခုအနေနဲ့မြင်ကြတယ်ရှုံးနေမှုတိုင်းဟာသူတို့ကိုအောင်မြင်မှုနဲ့တလန်းပိုပြီးနိကတ်သွားစေတယ်ဆိုတော့သူတို့နားလည်ထားကြတယ်သူတို့ရှုံးနေမှုကိုပွေးပတ်ထားကြတယ်အဲ့ဒါကနေသင်ယူကြတယ်ပြီးတော့ပိုကောင်းလာအောင်တုံးချကြတယ်တင်မဘဝကိုပြောင်းလဲပြစ်နိုင်မဲ့ခွန်အားတွေရှိရယ်တင်မထိတ်ဆုံးကိုရောက်နေတဲ့တက်ရခိုင်လုံးတို့သူတွေရဲ့အစိတ်ပိုင်းဖြစ်လာနိုင်မဲ့စွမ်းအားတွေရှိရယ်ဒါပေမဲ့ဒါဟာတင်ရဲ့ mindset တွေးခေါ်ပုံကနေစတင်ပါတယ်ဒါဟာတင်နေ့စဉ်ပြုလုပ်နေတဲ့ရွေးချယ်မှုတွေကနေစတင်ပါတယ်ဒါဟာတင်ကအောင်မြင်မှုနဲ့ထိုက်တန်တယ်တင်ဟာထူးချွန်ပြောင်မြောက်ဖို့စွမ်းဆောင်နိုင်တယ်ပြီးတော့အဲ့ဒီကိုရောက်ဖို့ဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်လိုက်တာကနေစတင်ပါတယ်မိတ်ဆွေတို့ကိုဒါလေးမေးပြစေတင်တကယ်ဘာလို့ချင်လဲတင်ဘယ်လိုဘဝမျိုးမှာနေထိုင်ချင်လဲတင်ဘယ်လိုအောင်မြင်မှုမျိုးကိုဖန်တီးချင်လဲတင်ဘယ်လိုအမွေအနှစ်မျိုးချမ်းသာခဲ့ချင်လဲထိတ်ဆုံးကိုရောက်နေတဲ့သူတွေကသူတို့လိုချင်တဲ့အရာပေါ်မှာရှင်းလင်းတဲ့ vision ရှိကြပါတယ်သူတို့ဘာအတွက်စူးစမ်းနေလဲဆိုတာသိရယ်သူတို့မှာပန်းတိုင်တွေရှိရယ်အိမ်မက်တွေရှိရယ်ပြီးတော့အဲ့အရာတွေကိုအမှန်တကယ်ဖြစ်လာဖို့ဘာမှမဆိုလုပ်ဖို့စံတရှိကြတယ်သူတို့ကကြောက်စိတ်ကြောင့်သူတို့ကိုနောက်ပြန်ဆွဲခွင့်မပေးပါဘူးတန်တရားစိတ်ကြောင့်သူတို့ကိုရက်တန့်ခွင့်မပေးပါဘူးအသားစီးတွေကိုသူတို့လမ်းမှာပိတ်ဆို့ခွင့်မပေးပါဘူးသူတို့မှာ vision ရှိရယ်ပြီးတော့အဲ့ဒီ vision အတိုင်းဖြစ်လာအောင်သူတို့ရဲ့ရှိသမျှအစွမ်းနဲ့လှုပ်ဆောင်တတ်ကြတယ်မိတ်ဆွေတို့ကျင်းနဲ့ရောက်ရဲနေတာတွေကိုရပ်တန့်လိုက်ရမယ့်အချိန်ကိုရောက်နေပါပြီခြေလမ်းတစ်တွေစလှမ်းရမယ့်အချိန်ကိုရောက်နေပါပြီထိတ်ဆုံးကိုရောက်နေတဲ့တင်ရခိုင်နှုန်းတို့သူတွေရဲ့တွေးခေါ်ပုံကိုလက်ခံကျင့်သုံးပြီးတင်လုံးနိုင်စွမ်းရှိမှန်းသိနေတဲ့ဘဝမျိုးကိုစတင်ရှင်သန်ရမယ့်အချိန်ရောက်နေပါပြီခရီးလမ်းကလွယ်ကူမှာတော့မဟုတ်ပါဘူးဒါပေမဲ့ကျမဒါကိုတော့ဂတိပေးနိုင်ပါတယ်ဒါဟာထိုက်တန်ပါလိမ့်မယ်ဒါကြောင့်ထံရကနေထပြီးစတင်လှုပ်ဆောင်လိုက်ပါပြီးတော့ဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့ထိတ်ဆုံးကိုရောက်နေတဲ့တင်ရခိုင်နှုန်းတို့သူတွေရဲ့တွေးခေါ်ပုံဟာတင်လက်တကန်းအလုံးမှာပဲရှိနေပါတယ်တခုတည်းတော့မိခွန်းကတော့တင်အဲ့ဒီနောက်ကိုလိုက်ဖို့စံတရှိရလားဆိုတာပါပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်